မင်္ဂလာပါမိတ်ဆွေတို့ဒီညမိတ်ဆွေတို့တီထုတ်လိုက်ဖို့350ထိုးပွဲဖြစ်ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ဘိုရိုကလင်းနဲ့ NEC နီမီဂျန်ပွဲကိုသုံးသက်ရွေးချယ်ပေးကြပါတယ်ဒီနှစ်သင်းပထမကြောမှာတော့ဘိုရိုကလင်းက3-9နဲ့အနိုင်ယူထားတာကိုတွေ့ရတယ်လက်ရှိဒီညမှာတော့ဒုတိယကြောချင်းပြိုင်ကစားတော့မှာဖြစ်ပါတယ်ဆိုရရင်ဘိုရိုကလင်းအနေနဲ့ပထမကြောသူများကွင်းမှာတော့3-9သွင်းနိုင်ခဲ့ရင်အင်ကွင်းရန်ကောင်းတဲ့သူတို့ကွင်းမှာနီမီညံကိုအနိုင်ကစားဖို့ခက်မယ်တော့မထင်ဘူးကြီးရကြည့်မယ်ဆိုရင်လည်းဘိုရိုကလင်းအနေနဲ့ပထမကြောတရေ30ရှုံးအာရှအကျော်ပေးမှုတရေ50ရှုံးစီဖွင့်ခဲ့တယ်လက်ရှိသူ့အင်ကွင်းမှာဖွင့်ရမယ့်ဈေးကတစ်လုံး50မိုင်ကုန်ပဲဖြစ်ပါတယ်လက်ရှိတစ်လုံး50ရှုံးဈေးကဈေးတော်လေးပြင်းပါတယ်ဘာကြောင့်ပြင်းတယ်လို့ပြောရသလဲဆိုရင်နီမီညံကနိုင်ပွဲလိုအပ်တာဖြစ်တယ်ဘိုရိုကလင်းကတရေဒါမှမဟုတ်တကိုးတာနဲ့ရှုံးရင်တော့မှအေးစစ်ဖြစ်တဲ့အနေအထားမှာနီမီညံဈေးပိုမြင့်တဲ့အသင်းဖြစ်သွားပါတယ်ဆိုတော့ဈေးပိုမြင့်တဲ့အသင်းကိုဘိုရိုကလင်းဘက်ကဈေးပြင်းပေးထားတဲ့အတွက်ဒီညဈေးကအတော်လေးကိုပြင်းပါတယ်ရှေ့စွမ်းရကြည့်မယ်ဆိုရင်ဘိုရိုကလင်းအိမ်ဝင်ကအတော်လေးကောင်းပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာသူတို့ချန်ပီယံလိအိမ်ဝင်ကစားရတော့က2-2တရေကစားပြီးအချိန်ပိုမှာ3-2ကတ်နိုင်ခဲ့တဲ့ဖြစ်စဉ်ကိုမေ့ထားလို့တော့မရပါဘူးဒါပေမဲ့ဘိုရိုကလင်းကအဲ့ဒီဖြစ်စဉ်ကိုတာရကယူပြီးတော့ဒီညမှာအဲ့ဒီလိုမျိုးမဖြစ်အောင်ကစားမယ်လို့ယုံကြည်ပါတယ်စောစောစီးစီးဂိုးဖြတ်ထားပြီး AC ကစားမယ်ပုံစံပေါ်ပါတယ်နောက်ထပ်ဘိုရိုကလင်းအင်ကွင်းတွေကိုကြည့်မယ်ဆိုရင်လည်းအင်ကွင်းမှာ 3C 4C ဒါမျိုးခန်းစစ်ကောင်းတဲ့တိုက်စစ်ကောင်းတဲ့ပုံစံတွေတွေ့ထားရတဲ့အတွက်ဒီညမှာဘိုရိုကလင်းအိမ်ကွင်းမှာဂိုးပြတ်တီးမယ်လို့ယုံကြည်ပါတယ်အနည်းဆုံးခန့်မှန်းရလဲဆိုရင်တော့ 2C ဒါမှမဟုတ်ရင် 4-1 3C ဒါမျိုးတွေဖြစ်လာနိုင်ပါတယ်ကျွန်တော်အကြိုက်ဆုံးအကွက်ဆိုရင်တော့ဘိုရိုကလင်း 2C 3C ပဲဒါကြောင့်ဒီညအတွက်350ထိုးပွဲဖြစ်ဘိုရိုကလင်းဘော်ဒီကိုရွေးချယ်ပေးကြပါတယ်မိတ်ဆွေတို့ကကျွန်တော်ရဲ့ Telegram Channel ကို join ချင်တယ်ဆိုရင်ဒီဗီဒီယိုရဲ့မှန်တယ်မှာ Telegram link ရှာပေးထားပါမယ် Telegram မှာဘာတွေတင်မလဲဆိုရင် free mount တွေတင်ပါမယ် YouTube မှာမတင်တဲ့ရက်350ပွဲတွေ Telegram Channel မှာတင်ပါမယ်ဒါကြောင့်မိတ်ဆွေတို့က Channel ကိုလည်း join လုပ်ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုရှိသုံးသက်ချက်တွေအားလုံးကိုမိတ်ဆွေတို့အားပေးတယ်ကြိုက်နေတဲ့ဆိုရင်တော့ OK လေးတွေရေးခဲ့ပေးပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ